ဒီနေ့အုံတို့ခေါက်ဆွဲချက်စားမယ်ဆိုပြီးတော့လုံနေရပါတော့။ဒါကပဲဝါလေးပဲလုပ်လိုက်တယ်။ကလပဲကြတော့ကြာလို့လေ။ဒါပဲဝါလေးကိုပြုတ်ပြီးတော့ဒါဒီမှာပြစ်ကလေးရပြီ။ပြစ်ကလေးရပြီဆိုတော့ဒါလေးကိုခဏဖယ်ထားမယ်။ဒါခုနဒါဒီလိုဖယ်လိုက်တာပေါ့နော်။ဟိုကဒီအိုးလေးကိုပဲလုပ်မှာဆိုတော့ဒါကကြက်ရိုးပေါ့။ကြက်ရိုးကိုဒီအိုးလေးကိုပဲထည့်ပြီးတော့ရှင်းထည့်ပြီးတော့နည်းနည်းတော့ပြုတ်လိုက်ပါတော့။ဒီလောက်ထည့်လိုက်မယ်။ထည့်ပြီးတော့ဒီကြက်သားလေးကိုပြုတ်ထားမယ်။ချက်သားပြုတ်ထားတဲ့ဟာလေးကတော်တော်တော့ရနေပါတော့ဒီဘေးကဒီလိုဖက်လေးတွေကိုတော့ဆဲပြီးတော့ထုတ်ရအောင်ဒါမျိုးလေးတွေဒီဘက်မှာကတဲ့ဘဲဥနှလုံးကိုပြုတ်နေတယ်ဘဲဥနှလုံးမနက်စာကိုလေးကိုဖာတာကိုချက်စားမလို့မနက်စာကိုဘာလို့ချက်စားမလဲမနက်စာကိုဖာတာကိုဘာလို့လုပ်မလဲဆိုတော့တဲ့ဝယ်စားလဲဆိုင်ကောင်းရှိတယ်ဒါပေမဲ့အဲ့ဒီညာနာလေးလည်းနည်းနည်းရောအောင်ရဲ့အခုလက်တလောက1 ပြတ်1 short တွေလည်းဖြစ်နေတယ်ဆိုတော့လေကိုဖာတာကိုပဲအိမ်မှာချက်တဲ့သဘောပေါ့နော်။ဘုံလုံးခောက်ဆွဲလေးကိုကျက်သွန်ဥသေး3လုံးပေါ့နော်။ကျက်သွန်ဥသေး3လုံးနဲ့ထည့်မယ်။ဘာလို့လဲဆိုတော့အားလုံးပေါင်းမှာဒါလေးကစားမယ်ဟာ3ပွဲစာလောက်ပဲလောက်တာဆိုတော့လေပြီးတော့လေတစ်ယောက်ကမစားဘူးစားမှာ2ယောက်ပဲစားမှာ2ယောက်ပဲစားမှာဦးတစ်ယောက်ကကျက်သွန်ဥမကြိုက်ဘူးဆိုတော့ဒါတစ်ယောက်စားလေးပဲနော်3လုံးအဲ့တော့ဒီကြက်သားအိုးတဲ့ကိုဒီပဲတွေလောင်းထည့်လိုက်တော့မယ်နော်ပဲတွေထည့်ထားလိုက်တော့မယ်ပဲထည့်ပြီးတော့မှုရတော့မယ်ပဲထည့်ပြီးတော့မှုရပါမယ်ဒါလေးကိုရေလေးနည်းနည်းကြအောင်လို့ခဏတည်ထားမယ်ဒီဘက်ကပဲဦးကတော့စူတော့စုံနေပြီဒါပေမဲ့အချက်ကလေးလိုချင်တာဆိုတော့ခဏဆောင်းလိုက်အောင်ဒီထဲကိုပြုတ်ထားတဲ့ဘဲဥနှလုံးထည့်လိုက်တော့မယ်ပေါ့နော်ပြုတ်ထားတဲ့ဘဲဥနှလုံးထည့်လိုက်မယ်အခုဒီဟာဘာလုပ်ထားတာလဲဆိုတော့ဆဆချင်းကပဲဝါလေးကိုလက်နှစ်ဆုပ်စာလောက်လေးကိုပြုတ်တယ်ပဲဝါလေးမှုလို့ကြက်တာလည်းညံ့တယ်ပေါ့နော်အဲ့ဒါပြီးတဲ့အခါကျတော့ဒီကြက်ရိုးပေါ့နော်ကြက်ရိုးကစတိမကနေကြက်တကောင်ရဲ့အယိုးဆိုရင်ဒါအဲ့ကြက်တကောင်ရဲ့တဝက်ပေါ့နော်ဒီတဝက်စာအယိုးကိုပြုတ်တယ်ကြက်ရိုးလေးရတဲ့အခါမှာစောနာပြုတ်ထားတဲ့ပဲကိုရောတယ်ပြီးတော့ကြက်သွန်ဦးလေး3လုံးထည့်တယ်ပြီးတော့အခုပြုတ်ထားတဲ့ဘဲဥနှလုံးကိုထည့်ထားတယ်ပေါ့နော်ဘဲဥနှလုံးကိုထည့်တယ်အုံးခေါ်ဆွဲချက်တာအရန်လွယ်ပါတယ်နော်ဒါဘဲဥလေးကိုနည်းနည်းအသားကျအောင်လို့နည်းနည်းထပ်ပြီးတော့ဆောင်းလိုက်အောင်မယ်ဒီဘက်ကနည်းနည်းဆူလာပြီဆိုတော့လေဒီအုံးနို့ cream ပေါ့နော်400 ml ကို400 ml လုံးကတော့များမယ်နဲ့တူတယ်ကိုကဒီနဲ့ချက်တာဖြစ်တာဆိုတော့လေတဝက်လောက်ပဲထည့်မယ်နော်ဒီမှာဒီဟာလေးတဝက်အဲ့ဒီကိုတဝက်ထည့်လိုက်ပြီးတဝက်ထည့်မယ်အခုကတော့စီတက်တာဘာမှမထည့်ရသေးတော့ဖြူရောပေါ့နော်အဲ့တော့ပြန်ပြောမယ်ဆိုလို့ရှိရင်ပဲဝါလေးနဲ့နှစ်ဆုပ်စာကိုအရင်ပြုတ်ပြီးတော့ကြတော့ကြက်သားဒီကြက်ရိုးပေါ့နော်ကိုကကြက်သားမပါဘူးဆိုတော့ဒီကြက်ရိုးကိုပြုတ်တယ်ဒါပေမဲ့ဒီကြက်ရိုးမှာလည်းအသားရောကန်ရပါပဲအဲ့ဒါကိုပြုတ်လိုက်တယ်ပြီးတော့ကြက်သွန်ဦးလေး3လုံးထည့်တယ်ပြီးတော့ဒီမှာဘဲဥပြုတ်ထားတာ2လုံးထည့်တယ်ဒါရီပေါ့ပေါ့နဲ့ဆူတဲ့အချိန်ကြတော့မှပဲအုံလို့ရေပေါ့နော်ဒါအုံလို့ရေ200 gram ထည့်တယ်ဒါတော့မှပဲဒါ3ပွဲစာတော့မကတော့ဘူးနဲ့3တော့5ပွဲ6ပွဲလောက်တော့ရမယ်နဲ့တူတယ်ဝယ်ထားတာခောက်ဆွဲက20သားပဲဝယ်ထားတာဆိုတော့ဆိုင်ကနီးတော့လေလိုလို့ရှိရင်တော့နောက်မှပဲအင်းကြီးကိုကြည့်ပြီးတော့လိုလဲသွားဝယ်မယ်အခုလောလောဆယ်တော့အခုဘာလုပ်မှာလဲဆိုတော့ဒီဘက်ကဟာတွေကအဖြူတယ်အကုန်ထည့်ပြီးပြီဆိုတော့ဒီဘက်မှာချက်သွန်လေးအဖြူစီတက်မယ်ပေါ့နော်စီတက်ပြီးတော့ဟိုဘက်ထည့်ဒါမီးစီဘူးပေးထားတာနော်စီဘူးပေးထားတာကိုတဲ့ဟိုလေးယူရမယ်ဒီဇုံးနဲ့လေးရအောင်ဒီဇုံးနဲ့ပြတ်ပြတ်တော့နော်ဒါချက်သွန်အဖြူအနေပေါ့နော်ဆောင်းထားတာနည်းနည်းပဲချက်သွန်ဒီလေးကဘေးနှမ်းဟွာနဲ့ချက်သွန်လေးကဒီနေ့ကျန်တဲ့တချမ်းလေးပဲပါတယ်ဒါလေးနည်းနည်းပဲလေးထုတ်ထားတယ်ပြီးတော့အကြောင်းမှအောင်လို့ခင်းမှုကိုတော့နည်းနည်းများပြီးချက်နေခင်းမှုထည့်မယ်ပြီးတော့အရန်မဆက်တဲ့ရောင်တင်မှုကိုလည်းဒေးလေးဖြစ်အောင်လို့နည်းနည်းများထည့်မယ်ပေါ့နော်အဲ့ဒါမှပဲဗာလေဘုံတို့ကဘာပို့လာပါဘောနော်ဘုံတို့အရောင်လေးနဲ့ပို့လာအောင်လို့ဒီလိုလေးထည့်မယ်ပြီးရှင်မှုရပါမယ်ရှင်ဒီရနည်းနည်းလေးညားတော့တဲ့ဒီတော့ဆိုရပြီခုနဲ့ခဏထပ်ဖို့နဲ့ခဏဟိုဘက်ကလည်းတော်အုံလို့ထည့်လိုက်တော့တော်ပွက်နေပြီနော်အုံလို့ထည့်လိုက်တော့တော်ပွက်နေပြီအဲ့တော့ဒီကောင်ကိုဟိုဘက်ထဲကိုလောက်ထည့်လိုက်
ဒါဒီဘက်ကိုလောင်းထည့်လိုက်တဲ့ခါပေါ့နော်ဒီဘက်ကိုလောင်းထည့်ပြီးသွားပြီဆိုတော့ဒီဘက်ကအုံလို့ရဲ့အရောင်ကဒီလိုလေးဖြစ်သွားပါပြီဒီလိုလေးဖြစ်သွားပါပြီเนาะလိုလေးဖြစ်သွားပြီဟိုဘက်မှာဟိုထဲမှာလည်းကြံနေတဲ့ဟာလေးတွေရှိတယ်ဆိုတော့ဒါတော့မထည့်တော့ပါဘူးရေနဲ့ပဲချင်းပြီးထည့်လိုက်ဒါရေနဲ့ထည့်ပြီးချင်းလိုက်တာရေနဲ့ထည့်ပြီးတော့ချင်းပြီးတော့ခုနချက်သွန်အနေတွေပါလေးထောင်းထားတဲ့ဟာလေးပါနည်းနည်းရေချင်းပြီးတော့ထည့်လိုက်မှာပေါ့နော်ထည့်ပြီးတော့ဒီထဲမှာကဟိုကအငန်းမပါသေးဘူးเนาะအငန်းမပါသေးဘူးဆိုတော့ဒါကငံပြာရည်လေးထည့်မယ်ငံပြာရည်ကိုထည့်မယ်ငံပြာရည်ကိုအလုပ်ထည့်လိုက်မယ်ထည့်ပြီးရင်မွေမယ်ပြီးရင်ချက်သားမှုန့်နဲ့ထည့်ချက်သားမှုန့်အထိမှာဒီချက်သားမှုန့်နဲ့ထည့်ရှုံးရချက်သားမှုန့်ကလည်းသူကအငန်းပါတာပဲဆိုတော့တို့တစုံဒီလိုစုံလေးနဲ့တစုံထည့်လိုက်ပါပြီပြင်သူလည်းမွေမယ်နေအောင်ဒီချက်တော်ပူလေးရလည်းပျော့လာပြီဒီကောင်ကတော့အရောင်လေးနဲ့မပြောင်းသေးဘူးလေးတဲ့ဒါလေးကိုခဏလေးနဲ့ပွက်ဆူအောင်စောင့်လိုက်မယ်နော်စားလို့ကတော့ရပါတော့မယ်နော်ဒီမှာကပွက်လည်းစူနေပါပြီအပေါ်ငံကတော့ကိုယ်စိတ်ကြိုက်ထပ်ပြီးတော့ညှိကြည့်ပြီးတော့ပေါ့နော်ငံကျင်လည်းနည်းနည်းငံပြားကြီးပဲဖြစ်ဖြစ်စားပဲဖြစ်ဖြစ်ထည့်လို့ရတယ်ပြီးတော့အုံလို့ကလည်းအတူတူပဲအုံလို့ရတာနည်းနည်းပြင်းကျင်တယ်ဆိုလို့ရှိရင်လည်းအုံလို့အနှစ်ကိုနည်းနည်းထပ်ပြီးတော့ထည့်လို့ရပါတယ်နော်ထည့်လို့ရတယ်အိမ်မှာချက်စားတာဘာကောင်းလဲဆိုတော့ပြမယ်အိမ်မှာချက်စားတာကဟိုအလုံများတဲ့သူလေးကြီးပဲဆိုလို့ရှိရင်တော့ဝယ်စားတာကောင်းတာပေါ့လေအလုံးမရှုပ်ဘူးပေါ့ဒါပေမဲ့အိမ်မှာလည်းနည်းနည်းဟိုတယောက်ကနည်းနည်းအချိန်လေးပေးနိုင်တယ်မိသားစုဝင်လည်းများတယ်ဆိုလို့ရှိရင်တော့ချက်စားတာအားပေးပါတယ်နော်ဒီမှာကအသားကတော့အသားကုန်နေတော့အသားမရှိဘူးအသားမရှိတဲ့အတွက်အယိုးနဲ့ပဲလုပ်လိုက်တယ်ဆိုတော့အသားပါလဲသူကဘယ်တော့မှမကုန်ဘူးလေအသားကလည်းတိတ်ပြီးတော့မလိုဘူးတိတ်လေးတွေတုံးထားပြီးတော့ထည့်စီတက်တဲ့ထဲမှာစက်သားကိုထည့်ပြီးစီတက်လိုက်ရတာဆိုတော့လေအဲ့တော့ဒါပြန်ပြောရမယ်ဆိုလို့ရှိရင်ပဲဝါလေးဆိုရင်လက်နှစ်ဆုပ်ပဲရှိတယ်နော်ပဲဝါလေးလက်နှစ်ဆုပ်ရယ်ဒါကြက်ရိုးကတဝက်စာလေးပဲရှိတယ်ပြီးတော့ဒါဘေးကထည့်ချင်လို့ဘေးကထည့်ထားတာမထည့်ဘူးဆိုရင်တော့အကုန်ကြမစားဘူးဆိုရင်တက်တာအောင်နော်ဒါကကြတော့ချက်သွန်လေးတွေကလည်းလုံးသေးလေးအဲ့တော့ပြီးတော့ဒါကဒီမှာဒါကတပိတ်တာကို9000တန်လေးရပါတော့9000တန်တဲကဒါက20သားရတော့ရတယ်ဟိုဆိုင်ပြင်းတလို့စားမယ်ဆိုရင်တော့မှပဲ4ဘွဲ5ဘွဲလောက်များရမလားမသိဘူးเนาะကိုကတော့တစ်ခါစား3ဘွဲစားလောက်စားပလိုက်တာဆိုတော့အဲ့လိုမျိုးတော်တော်များပါတယ်20သားဆိုတော့ဒါလေးက1400ပဲကျတယ်ဘဲခုကတစ်လုံးမှ900ဆို1400ပဲเนาะဒါကကြတော့အကျော်က10ခုပါတစ်ထုပ်ကိုသူက3000ပေါ့เนาะဝယ်ထားအဲ့ဒါဆိုလို့ရှိရင်အုံလို့တစ်ခုပဲဈေးကြီးမယ်အုံလို့က400 ml ကိုအဲ့ဒါကဘယ်လောက်လဲဆိုတော့ယိုရီးယားပြစ်ပေါ့နော်ဒီ local ထုတ်တဲ့ဟာလည်းရှိတယ် local ထုတ်တဲ့ဟာကကြတော့1000မပြည့်ဘူး9000ကျော်ပဲကိုကတော့ယိုရီးယားကဟာဝယ်လိုက်တဲ့အတွက်13000နဲ့450တန်ပေါ့နော်ဒါတော့တကူးမကုန်ဘူးအုံလို့လည်းထက်ထည့်မယ်ဆိုရင်တော့သူက3ပုံ4ပုံ3ပုံလောက်ထည့်လိုက်ပေါ့နော်4ပုံ3ပုံလောက်ထည့်မယ်ဆိုတကူးဘိုးတောင်မကုန်သေးဘူးအဲ့တော့လေဒီမှာအဝစားလို့ရတယ်အချိုပဲဖြစ်ဖြစ်အငန်းပဲဖြစ်ဖြစ်ဒီအစိတ်အုံလို့ပဲဖြစ်ဖြစ်ကိုယ်စိတ်ကြိုက်ချိန်လို့ရတဲ့အတွက်ကျန်းမာရေးနဲ့ညီညွတ်မယ်တန်တန်ရှင်းရှင်းစားလို့ရမယ်ပေါ့နော်ဒါလေးကစားမလို့ထည့်ထားတာပါမိသားစုဝင်များတယ်ဆိုလို့ရှိရင်လည်းတညီတညွတ်ထဲလဲစားကြတယ်ဆိုရင်ပေါ့နော်ချက်စားပါရှင်အများကြီးလဲတန်ပါတယ်အများကြီးလဲစားပါတယ်တယောက်တစ်ပေါက်ဆိုရင်တော့မကြိုက်ဘူးပေါ့နော်ဒါကိုရီးယားတော့ဒါချက်တာလည်းနည်းတယ်2ယောက်ထဲဆိုတော့ဒီလိုလေးတော့စားလို့ရပါတယ်အဓိကကတော့တန်ရှင်းတာရယ်များစားချင်တာရယ်နဲ့ပေါ့နော်2ယောက်ထဲဆိုပေမဲ့ချက်စားဖြစ်ပါတယ်တယောက်တစ်ပေါက်သမားတွေကတော့မချက်နဲ့ပေါ့နော်ဘာလို့လဲဆိုတော့တချို့ကတယောက်ကအတုပ်တယောက်ကကြာကိုကြီးတယောက်ကအရေးနဲ့တယောက်ကရှမ်းစားတယောက်ကတရုတ်စားအဲ့လိုဆိုလို့ရှင်တော့ကြိုက်ဘူးပေါ့နော်ဘယ်တလုံးစားပါမယ်ဆော့စီဆိုတော့ဒီအားရအပြည့်ရှင်းနေအောင်လို့ပါလောက်ဆိုရပြီကျေးဇူးတင်ပါတယ်ကြည့်ပြီးတော့